Hello မင်္ဂလာပါမတွေ့ရတော့ကြာပြီเนาะမတွေ့ရတော့တော်ကြာသွားပါပြီအဲ့ဆိုတော့ဒါဆိုရင်အပြောလေးတွေရှော့ပြီးတော့ဒီဗီဒီယိုလေးလုပ်လိုက်မယ်เนาะဒီနေ့လုပ်ပေးမယ့်ဗီဒီယိုလေးကတော့ single လေးတွေအတွက်ပေါ့နော် single လေးတွေပေါ့နော်အခုကိုတွေ့ရမယ်ပေါ့နော်ဒီတစ်ခါထပ်ပြီးတော့တွေ့ရမယ်သူကပေါ့နော်ဘယ်လိုလူမျိုးတွေဘာလုပ်လဲသူကဘယ်လိုပုံစံမျိုးလဲဆိုတဲ့ဥစ္စာလေးတွေကိုပြောပြသွားပါမယ်เนาะ single လေးတွေအတွက်ဖြစ်ပါတယ် single လေးတွေလည်းကြည့်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်တကယ်လို့ကိုကပေါ့နော်ကိုယ့်ရဲ့အခုလက်ရှိလူနဲ့အဆင်မပြေဘူး toxic ဆန်ဖြစ်နေတယ်ဒီလူနဲ့တိတ်ပြီးတော့အဆင်မပြေနိုင်တော့ဘူးချစ်ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ကိုယ်စိတ်ထဲမှာထင်နေလို့ဟွာပေါ့နော်အဲ့လိုမျိုးစိတ်ထင်နေတဲ့အဆင်မပြေနိုင်တော့ဘူးချစ်ဆက်ဖို့အဆင်မပြေနိုင်တော့လို့ဒီဗီဒီယိုလေးကိုနောက်ထပ်ဘယ်လိုလူလေးနဲ့ထပ်တွေ့နိုင်သေးလဲဆိုတော့သိကျင်နေဆိုလို့ရှိရင်လည်းဝင်ကြည့်လို့ရပါတယ်เนาะအဲ့တော့ file နှစ်ခုရွေးရပါမယ် file 1နဲ့ file 2ပေါ့နော် file 1လေးကတော့ဒီမှာအဝါရောင်လေးပေါ့နော်အဝါရောင်လေးဖြစ်ပါတယ် file 2လေးကတော့ဒီပန်းရောင်လေးဖြစ်ပါတယ်နော်ပန်းရောင်လေးဖြစ်ပါတယ် file 1လေးကအဝါရောင်ပါ file 2လေးကပန်းရောင်ပါဒါဆိုလို့ရှိရင်ပထမဆုံး file 1လေးကိုအရင်ဆုံးပြောမယ်ပေါ့နော်file 1လေးပါဒါလေးက file 1လေးပါဒါလေးကတော့ပန်းရောင်လေးကတော့ file 2ပါအဝါရောင်လေးက file 1ပန်းရောင်လေးက file 2 okay အဝါရောင်လေးက file 1ပန်းရောင်လေးက file 2ဖြစ်ပါတယ်ဒါဆိုလို့ရှိရင် file 1စတယ်ပေါ့နော်โอเคပါဒါဆိုလို့ရှိရင် file 1လေးကိုရွေးထားတယ် single လေးတွေပေါ့နော်ဘယ်လိုအခုနောက်ဘယ်လိုလူမျိုးတွေနဲ့ပြန်တွေ့မလဲပေါ့နော်ဘယ်လိုလူမျိုးနဲ့တွေ့မလဲသူကဘာလုပ်တာလဲပေါ့နော်အဲ့ဒါလေးကြည့်ပေးမယ်ပေါ့နော်ကတိကကြကြည့်နေတယ် 2 3 5 okay အဲ့ဆိုရင် file 1လေးတွေကအခုထပ်ပြီးတော့တွေ့မယ်လူတွေကဘယ်လိုလူမျိုးလေးတွေလဲအားလုံးလောက်တာလဲဆိုတဲ့စာလေးကိုပြပါမယ်ရှင် okay ပါokay ပါရှင်ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်တော့သူကပေါ့နော်သူကဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်ဘယ်လိုလူမျိုးလဲလို့အရင်ဆုံးပြောပြမယ်ဘယ်လိုလူမျိုးလဲဆိုလို့ရှိရင်သူကဘယ်လိုပြောမလဲဆိုလို့ရှိရင်ရှေးရိုးဆန်တဲ့လူမျိုးတယောက်ဖြစ်တယ်ရှေးရိုးဆန်တယ်ပေါ့နော်ရှေးရိုးဆန်ဥပမာဆိုလို့ရှိရင်ထုံတန်းအစင်လာရှေးရိုးဆန်တဲ့မိသားစုအတိုင်းဝဲတွေကဖြစ်နိုင်တယ်ပေါ့နော်သူကဘယ်လိုလူမျိုးလောက်ကဆိုရှင်ကျောင်းဆရာပဲဖြစ်ဖြစ်ပေါ့နော်ကျောင်းဆရာလူမျိုးပဲဖြစ်ဖြစ်ဥပဒေလူမျိုးပဲဖြစ်ဖြစ်တမာတမတ်ကြနဲ့တရားမျှတစွာနဲ့စီမံခန့်ခွဲတဲ့အလုပ်မျိုးကိုလုပ်တဲ့လူဖြစ်တယ်နောက်တစ်ခါကျလို့ရှင်သူကပေါ့နော်တယောက်တည်းလုပ်ရတဲ့အလုပ်မဟုတ်ဘဲနဲ့အများနဲ့ဝိုင်းပြီးလုပ်ရတဲ့အလုပ်မျိုးကိုလုပ်တဲ့လူဖြစ်တယ်ပြီးလို့ရှိရင်နောက်တစ်ခါကျလို့ရှိရင်ပေါ့နော်သူကတယောက်နဲ့တယောက်ပေါ့နော်အမျိုးဘယ်လိုပြောရမလဲသူကစကားအပြောဆွမ်းရည်ကောင်းတဲ့ထဲမှာပါတယ်စကားပြောဆွမ်းရည်ကောင်းတဲ့ထဲမှာပါတယ်သူပြောလိုက်တဲ့စကားဆိုလို့ရှိရင်တစ်ဖက်လူကသူပြောလိုက်တဲ့စကားကိုကြလိုက်တာနဲ့ဘယ်လိုနာခံနိုင်တဲ့စွမ်းရည်ပေါ့နော်နာခံနိုင်အောင်ပြောနိုင်တဲ့ပုံစံမျိုးရှိတယ်သဘောကျတယ်ပေါ့ကွယ်သူပြောတဲ့စကားကိုသူပြောလိုက်တဲ့စကားတစ်ခုံးဆိုလို့ရှိရင်ဟုတ်တယ်ဆိုအမျိုးလက်ခံလောက်တယ်ကွာလက်ခံနိုင်လောက်တဲ့စကားမျိုးပေါ့နော်အဲ့လိုမျိုးပြောနိုင်တဲ့အရေးရှင်းရှိတယ်ပေါ့နော်အလောက်ကန်ဆိုဘယ်လိုလောက်ကန်မျိုးတွေဖြစ်နိုင်လဲဆိုလို့ရှိရင်ဒါတော့ပြောခဲ့တဲ့လိုမျိုးကြောင်းဆရာလုပ်လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်တရားဥပဒေလုပ်ပြီးဖြစ်နိုင်တယ်ပြီးလို့ရှိရင်စကားပြောပြီးလုပ်ရတဲ့အလုပ်မျိုးတွေပေါ့နော်ဆက်သွယ်ရေးလုပ်ငန်းတွေပေါ့နော်အဲ့လိုမျိုးလုပ်ငန်းတွေဖြစ်နိုင်တယ်အဲ့လိုမျိုးခြုံပြောမှဆိုရင်တော့စကားပြောပြီးတော့အများနဲ့လုပ်ရတဲ့အလုပ်မျိုးဖြစ်နိုင်တယ်အဲ့လိုအလုပ်မျိုးလုပ်တဲ့လူပေါ့နော်ပြီးလို့ရှိရင်သူကတမတ်ကြတယ်ဖလိုက်တာမျိုးမရှိဘူးတိကျမှန်ကန်စွာပြောဆိုနိုင်တယ်ပေါ့နော်ပြီးလို့ရှိရင် तू ကလေအခုချိန်မှာ तू ဘာလုပ်လဲဆိုလို့ရှိရင် तू ရဲ့ဘဝကလေအခုချိန်မှာဆို level တစ်ခုနဲ့ level တစ်ခုကို तू ကပြောင်းနေတာမျိုးတွေ့တယ်အခုချိန်မှာ तू အဆင်မပြေပေါ့နော်အဆင်မပြေမှုတွေပြီးလို့ရှိရင် तू စိတ်သက်ကြမှုလေးတွေပေါ့နော်
စိတ်တက်ကြတာလေးသူ့မှာအခုချိန်မှာသူ့ရဲ့စိတ်ရှင်နေပေါ့နော်စိတ်ရှင်နေဆိုရင်အခုချိန်မှာသူကစိတ်တက်ကြတာတွေစိတ်အစင်မပြေတာတွေသူ့မှာဖြစ်နေတယ်အဲ့ဒီကနေပြီးတော့သူကနောက်ထပ်သူ့ထက်အခုဒီသူကအခုငါစိတ်သူကပြောမှဆိုရင်စိတ်ညစ်နေတယ်စိတ်အစင်မပြေမှုတွေဖြစ်နေတယ်ဆိုပြီးတော့လေအဲ့ဒါကြီးရက်နေတဲ့လူမျိုးမဟုတ်ဘူးအဲ့ဒီအစင်မပြေမှုတွေသူ့အတွက်ခက်ခဲနေတဲ့အရာတွေကိုသူကခြံထားခဲ့ပြီးတော့နောက်ထပ်တနေရာပေါ့နော်ရွေ့သွားတယ်နောက်ထပ်တနေရာကိုထပ်ပြီးတော့သူကသွားနေတာမျိုးတွေ့တယ်ပေါ့နော်သူတက်ပို့ပြီးတော့အစင်ပြေမဲ့ရက်ဝန်းကိုပေါ့နော်သူသွားနေတာမျိုးတွေ့တယ်ပြောမှဆိုလို့ရှိရင်ကွာသူ့အတွက်အစင်မပြေတဲ့ရက်ဝန်းမှာပေါ့နော်သူမနေဘူးသူ့အတွက်အဆင်ပြေမဲ့ကောင်းမွန်တဲ့ရက်ဝန်းကိုသူကပြောင်းရွှေ့နေတယ်အလုပ်ဆိုလို့ရှိရင်လည်းအခုဒီအလုပ်ကြီးကသူ့အတွက်အဆင်မပြေဘူးဆိုတာကိုသူကသိနေတယ်ဖြစ်တဲ့အတွက်နောက်ထပ်ပိုကောင်းမဲ့အလုပ်ကိုပြောင်းနေတာပေါ့နော်အဲ့လိုမျိုးတွေ့တယ်ပြီးလို့ရှိရင်သူကပြောမှဆိုလို့ရှိရင်လေနေရာတစ်ခုသူ့နဲ့သူနေရာတစ်ခုအခြေအနေတစ်ခုမှာရှိပြီးသားလူတစ်ယောက်ဖြစ်တယ်ပြောမှပြီးလို့ရှိရင်သူကဘယ်လိုပြောမလဲဆိုလို့ရှိရင်ကွာပေါ့တန်လူတန်းစားထဲမှာမပါဘူးသီလားပေါ့တန်လူတန်းထဲမှာမပါဘူးသူကနေရာတစ်ခုအခြေအနေတစ်ခုသူ့မှာကွာသူပြစီရလက်စုပ်လက်ကင်ပြစီရအရာတစ်ခုပေါ့နော်သူ့မှာရှိနေပြီးသားပေါ့နော်သူ့နေသူ့ထားနေသူရှိနေပြီးသားအရေးအရှင်းတစ်ခုပေါ့နော်အလောက်ကိုင်အရေးအရှင်းငွေကြေးပညာပေါ့နော်အဲ့လိုမျိုးသူ့မှာပြစီရအရေးအရှင်းရဆိုတဲ့လူအခြေအနေတစ်ခုရှိနေတယ်ပြီးလို့ရှိရင်နောက်တစ်ခါကျလို့ရှိရင် तू ပိုင်ဆိုင်ထားတဲ့အရာကိုလည်း तू ကတိတိကျကျပေါ့နော်သူတိထက်ထားတဲ့ဗဟုသုတတွေပညာတွေစွမ်းရည်တွေသူပိုင်ဆိုင်တဲ့အရာသူလောက်ကိုင်နေတဲ့အရာတွေလည်းသူကတတိကျကျလေးလေးနက်နက်နဲ့ပေါ့နော်တတိကျကျစီမံခန့်ခွဲပြလုပ်ဆိုင်နေဆွဲရှိတယ်ပေါ့ပြက်မလုပ်ဘူးဟောငါဒါသိတာပဲငါတတ်တာပဲငါမှဘယ်လိုရှိနေရှိတာပဲဆိုပြီးတော့ဘယ်လိုပြောမလဲပေါ်ချမ်းချမ်းပေါ်ပြက်ဟွာပြီးတော့ခက်ထန်ထိုင်သူကမနေဘူးအဲ့လိုမျိုးနေတဲ့လူမျိုးမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင် तू ပိုင်ဆိုင်ထားတဲ့အရာတွေဆိုလို့ရှိရင်လည်းပေါ့နော် तू ကလေတိတိကျကျလေးပေါ့နော်ခုတ်ချစ်ပြီးတော့လေအဲ့လိုမျိုးထားတဲ့တင်းစီတက်တယ်ပေါ့နော်။ဒါပေမဲ့ဆိုရင် तू ကလူတယောက်ကိုချစ်ပြီးဆိုလို့ရှိရင်လည်းအရန်ကိုလေချစ်တယ်တည်အဲ့လူအရန်ချစ်တယ်။အဲ့လူကိုလေတခြားတယောက်ကိုထပ်ပြီးတော့ဘသူ့ကိုမှမပေးနိုင်ဘူးဒါငါရဲ့အပိုင်ပဲဆိုတဲ့စိတ်မျိုးနဲ့ तू ကချစ်တဲ့လူတွေမျိုးတယောက်ဖြစ်တယ်။ပေါ့နော်ပြီးရင် तू ကလေကျင်နာတက်တယ်ပေါ့နော်တနာတက်တယ်ကျင်နာတက်တဲ့နှလုံးသားရှိတဲ့လူဖြစ်တယ်ပြီးလို့ရှိရင် तू ကလေတင်းကြီးငြိမ်လေးနဲ့ရှိတယ်အဲ့လိုမျိုးကြီးကိုအခုခေတ်မှာကွာတည်ရမလားမြင်နေရအောင်လည်းမလေးအမျိုးရှိရကွာယောက်ျားလေးတိုင်းမစိုးဘူးမိန်းကလေးတိုင်းမစိုးဘူးဒီအခုပြောတဲ့ bike ကကြလို့ရှိရင်မိန်းကလေးပိုင်လည်းဖြစ်တယ်လို့ကိုယ်ယောက်ျားလေးဆိုလို့ရှိရင်ဒါမိန်းကလေးပေါ့နော်ကိုတွေးမဲ့မိန်းကလေးရဲ့ type ပေါ့နော်တကယ်လို့ကိုဒီဗီဒီယိုကြည့်တဲ့လူယောက်ျားလေးဆိုလို့ရှိရင်ဒီအခုပြောနေတာလေးတွေကကိုတွေးမဲ့ယောက်ျားလေး type ပေါ့နော်ကိုအခုဒီဗီဒီယိုကြည့်တယ်မိန်းကလေးဆိုရင်ဒါကကိုတွေးမဲ့ယောက်ျားလေးရဲ့ bike ပေါ့နော်တိုက်ပေါ့နော်အဲ့လိုမျိုးအဲ့တော့သူကလေကြီးနာတတ်တယ်ပြီးလို့ရှိရင်တင်းငိမ့်တယ်ပြဆန်တော့ကွာပေါ့အဲ့လိုမျိုးကြီးကွာသိရမလားဟေး hot top ပြီးအဲ့မျိုးလေးဒါကြီးဟိုလမ်းပြန်ပြီးတော့ hot နေတဲ့ထဲမှာပါဘူးတီငိမ့်လေးနဲ့နေထိုင်တတ်တဲ့လူဖြစ်တယ်ပြီးလို့ရှိရင်သူ့မှာရှိတဲ့ပညာလေးလည်းသူကအပတ်တကုန်းနဲ့စူးစမ်းတတ်တယ်ထိမ့်သိမ်းနာဆိုင်ရှိတယ်ငါဒါတက်တယ်ငါဒါသိတယ်ငါဆရာပဲဆိုတဲ့ပုံစံမျိုးသူ့မှာမရှိဘူးအားလုံးနဲ့ညီညွတ်အောင်ပြောဆိုနိုင်စွမ်းရှိတယ်နေထိုင်နိုင်စွမ်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင် तू ကလေတခုခုစီမံဆောင်ရွက်တော့မယ်ဆိုလို့ရှိရင်တေချာလေးလေးနဲ့ပေါ့နော်တေချာစီမံဆောင်ရွက်တယ်မလုပ်တဲ့ပေါ့ပြပြလည်းမလုပ်တတ်ဘူးပေါ့နော်အခုချိန်မှာဆိုလို့ရှိရင် तू ကဘာလုပ်နေဆိုရင်အခုချိန်မှာသူ့မှာစိတ်သူတယောက်တည်းပေါ့နော်အခုချိန်မှာစိတ်အစင်မပြေမှုလေးတွေရှိနေတယ်ပေါ့နော်အလောက်ကိုင်းလည်းပဲပြပြပေါ့နော်အဲ့လိုမျိုးသူ့မှာစိတ်အစင်မပြေတာလေးတွေတွေးနေတယ်အဲ့ဒီစိတ်အစင်မပြေတွေ့တာလေးတွေလည်း तू ကနေပြီးတော့ရက်မထားပါဘူးအဲ့ဒီကနေပြီးတော့သူ့ရဲ့အစင်မပြေတဲ့နေရာကနေပြီးတော့ तू ကတခြားသူ့အတွက်ပို့ပြီးတော့ကောင်းမွန်တဲ့နေရာအစင်ပြေမဲ့နေရာကို तू ကပြောင်းရွှေ့နေတာပေါ့နော်ပြောင်းရွှေ့တာစကားအရာပြောတာပေါ့နော်ဥပမာခုချိန်မှာ तू စိတ်ဆင်းရဲနေရတယ်စိတ်ညစ်နေရတယ်ဆိုရင်လေအဲ့ဒါကြီးကိုတစ်သက်လုံးပြီးလဲ sorry တစ်ချိန်လုံးအဲ့ဒါကြီးကိုဆွဲပြစ်မထားဘဲနဲ့သူ့အတွက်ပိုကောင်းမဲ့အရာတွေသူ့စိတ်အခြေအနေကိုပို့ပြီးတော့ကောင်းမွန်အောင်လုပ်ပေးနိုင်မဲ့အရာတွေကိုပဲ तू ကလှုပ်ဆောင်နေတာမျိုးတွေ့တယ်ပေါ့နော်အဲ့တော့အတွက်ချုံးနဲ့ပြန်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် तू ကဘာလို့လောက်တာလဲဆိုလို့ရှိရင်အများနဲ့ဝိုင်းဖက်ပြလောက်ရတဲ့လုပ်ဖြစ်တယ်ပြီးလို့ရှိရင် तू ကစကားပြောဆွမ်းရည်ကောင်းတယ်ပြီးလို့ရှိရင်တရားမျှတတယ်ပြီးလို့ရှိရင်တရားမျှတတယ်မျက်တဆောင်းမှစီမံဆောင်ရွက်တဲ့လူတစ်ယောက်ဖြစ်တယ်တရားစရာလုပ်ပဲဖြစ်ဖြစ်တရားဥပဒေလုပ်ပဲဖြစ်ဖြစ်အများနဲ့ဝိုင်းဖက်ပြလုပ်တဲ့ကုမ္ပဏီမှာဆိုလို့ရှိရင်လည်းယာတို့တနေရာပေါ့နော်ရှိပြီးသားလူတစ်ယောက်ဖြစ်တယ်အောက်ရှင်လူတန်းအောက်ရှင်ဝန်တန်းမဟုတ်ဘူးသူကိုယ်တိုင်ပေါ့နော်ဆုံးဖြတ်ရတယ်စီမံခန့်ခွဲရတယ်အဲ့လိုမျိုးပေါ့နော်ယာတို့တစ်ခုရှိပြီးသားဖြစ်တယ်ကော်ပီလုပ်ငန်းမဟုတ်ဘူးဆိုလို့ရှိရင်လည်းအပြင်တခြားလို့ဆိုလို့ရှိရင်လည်းကွာသူကိုယ်ပိုင်သူ့ရဲ့စဉ်းစားဉာဏ်ပေါ့နော်သူ့
သူ့ရဲ့ဘယ်လိုပြောမလဲသူကိုယ်ပိုင်အရေးချင်းတစ်ခုနဲ့ဆုံးဖြတ်နိုင်စွမ်းရှိတဲ့အရင်နေတာတစ်ခုမှရှိတဲ့လုံမျိုးတယောက်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ပြီးလို့ရှိရင်ကျင်နာတတ်တဲ့တည်ငြိမ်တဲ့ပေါ့ပြထဲမှာမပါဘူးပြီးလို့ရှိရင် level တစ်ခုမှရှိပြီးတဲ့လူတယောက်ဖြစ်တယ်ဥပမာ तू ကအခုချိန်မှစပြီးတော့စူးစမ်းနေတဲ့လူတယောက်ဆိုလို့ရှိရင်လည်းပဲသူ့မှာပြည့်စုံတဲ့ပညာအရေးချင်းအတွေ့အကြုံတွေသူ့မှာရှိပြီးသားတယောက်ဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင် तू ကဘယ်လိုချစ်တယ်လဲဆိုလို့ရှိရင် तू ပိုင်ဆိုင်ထားတဲ့အရာဆိုရင်ဒါငါရဲ့ပစ္စည်းလေးပဲဒါဘယ်သူမှငါမပေးနိုင်ဘူးဒါငါဟာပဲဆိုပြီးတော့ तू တည်ကြလေးပေါ့နော်အရန်ကိုအချစ်တေချာချစ်တဲ့အထဲမှာပါပါတယ်အချစ်ကြီးတယ်လို့လည်းပြောလို့ရပါတော့တေချာချစ်တဲ့အထဲမှာပါပါတယ်သူချစ်တဲ့လူကို तू ဘယ်သူမှမျှမပေးနိုင်ဘူးမုတ်ကိုတောင်ဝေစားမယ်ချစ်ကိုဝေမစားနိုင်ဘူးဆိုတရှင်းနေရတယ်ပေါ့နော် तू ချစ်တဲ့လူဆိုဘယ်သူမှမပေးနိုင်ဘူးဒါငါရဲ့ချစ်သူဒါငါရဲ့ပစ္စည်းငါပိုင်တဲ့လူဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုလေးတော့ရှိတယ်ဟုတ်ပါတယ်ပြီးလို့ရှိရင် तू ကလေတမ ्यार တွေကွာသိရမလားမထင်ထားနိုင်လောက်အောင် तू အရေးချင်းတယောက်ရှိတယ် तू ဒါလို့ရှိနေဆိုလို့ရှိရင် तू အဲ့ဒီဥစ္စာကိုမဖြစ်ဖြစ်အောင်လုပ်နိုင်စွမ်းလူတယောက်မဖြစ်ဖြစ်အောင်လုပ်နိုင်စွမ်းရှိတဲ့လူတယောက်ဖြစ်တယ်ပေါ့နော်တမ်မချရှင်ဆိုတွေက तू မျက်လက်ဆရာဆိုတွေကကွာ तू ဘာလို့ရှိရင်လဲဥပမာဟိုငွေရနေပြီးရွှေပြကိုယ်ခွက်ကနေပြီးကွာရွှေခွက်ပြလုပ်လို့ရကွာဟုတ်တယ်မလားအဲ့လိုမျိုးကပြီးလို့ရှိရင်မီးရနေပြီးရေဖြစ်အောင်လုပ်လို့ရကွာဒါမျက်လက်ဆရာဆိုတာကသူ့ရဲ့စိတ်ထဲမှာရှိတဲ့သူ့ရဲ့စိတ်ဆွမ်းအားအတိုင်းသူလုပ်ချင်တဲ့ပုံစံတိုင်းသူလုပ်ဆောင်နိုင်တယ်လေနော်အဲ့တော့အဲ့လိုအတိုင်းပဲဒါနောက်ဆုံးတစ်ခက်ပေါ့နော်ဆုံးဖြတ်ဖို့အတွက်ဆွဲလိုက်တာပေါ့နော်ကြည့်ဆွဲတာမဟုတ်နော်ကြည့်မဆွဲဘူးဒီလိုမျိုးထားပြီးတော့ဒီလိုမျိုးဆွဲလိုက်တာပေါ့နော်အဲ့တော့ဒီဟာလေးပါလာတာသူကမျက်လက်ဆရာဆိုတော့သူ့ရဲ့စိတ်ဆန်းရှိတဲ့အတိုင်းသူ့ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းသူလုံးချင်တဲ့အတိုင်းပေါ့နော်သူလုံးနိုင်စွမ်းရှမ်းတယောက်ဖြစ်တယ်အဲ့တော့ तू ကပြီးလို့ရှိရင်လေ तू ကလေအချုံးမပေးတတ်ဘူးတီးတာတခုခုဆိုလို့ရှိရင်လေသူ့ရဲ့ဘဝမှာကွာအခက်ခဲတွေပြဿနာတွေအန်ဒီရယ်တွေပေါ့နော်ရှိလာရင်တော့မှပဲ तू ကလေအလွယ်တကူပြိုလဲကျသွားမဲ့လူတရားမဟုတ်ဘူးဒါငါ့အတွက်မကောင်းโอเคဒါကိုထားခဲ့ပြီးနောက်ထပ်တစ်ခုကို तू ကပြောင်းလဲပြီးလုပ်နေဆိုရှိဘာကြောင့်လဲဆိုတော့ तू က the magician နောက်ဆုံးဆုံးဖြတ်ချက်ချမှာဆိုတော့နောက်ဆုံးဆုံးဖြတ်ချက်ချမယ်ကတ်မှာ the magician ဆိုတော့ကတ်ကြလာတာဖြစ်တဲ့အတွက်သူ့ရဲ့စိတ်ထဲမှာရှိတဲ့ तू လှုပ်ဆောင်ခြင်းတလိုမျိုး तू လှုပ်လို့ရပါကွာအဲ့လိုမျိုးဒါတော့ဖြူပြောတတ်ခဲ့တယ်လို့မျိုးကငွေခွက်ကိုလည်းရှုပ်ခွက်ဖြစ်လို့ရတယ်လို့ရေကိုလည်းမီးကိုလည်းရေလို့ရကွာအကောင်မကောင်းတဲ့ຢာတွေကိုလည်း तू ချက်ချင်းအဲ့ဒါတွေကိုကြောက်ပယ်ပြီးတော့ကောင်းအောင်လုပ်လို့ရပါပေါ့နော်အဲ့လိုမျိုးလုပ်နေစွမ်းရှိတယ်အဲ့တော့အရန်ကောင်းပါတယ်ပြောချင်မှာကောင်းတယ်လို့ပေါ့မြင်တယ်ပေါ့နော်ဒီထဲမှာစိုးတာတွေတော့တခုမှမမြင်ပါဘူးစိုးတဲ့သူ့ bad side တွေကမတွေ့ဘူးပေါ့နော် bad side တစ်ခုကတော့ तू ကတော့အတ္တဆန္ဒပေါ့နော်ငါအတ္တဆန္ဒနဲ့အချစ်တစ်ခုပေါ့နော်အဲ့ဒါလေးတော့သူ့မှာရှိတယ်အတ္တဆန္ဒနဲ့အချစ်ကလေးပေါ့နော်အရန်သူပိုင်ဆိုင်ထားတဲ့အရာဆိုလို့ရှိရင်မကြည့်လိုက်ဒီမှာဆိုလို့ရှိရင် तू ပိုင်ထားတဲ့ vertical တင်ကားပြလေးနှစ်ချက်ကိုခြေလောက်မှာလည်းနေထားတယ်ရင်ခွင်ထဲမှာပိုက်ထားတယ်ခေါင်းပေါ်မှာလည်းတင်ထားတယ် तू ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို तू ကဘယ်သူမှခွဲဝဲမပေးဘဲနဲ့သူ့ဟာသူဒီမှာကြည့်ဘဲမှထွက်မပြေတော့6လောက်နဲ့တက်နေထားတာမျိုးပြီးရင်ခွင်းထဲမှာပိုက်ထားကွာအဲ့လိုမျိုးဆိုတော့ तू ချစ်တဲ့လူကိုလည်း तू အဲ့လိုပဲကွာဘဲမှထွက်မပြေးနိုင်သွားနိုင်အောင်ကွာ तू အဲ့လိုမျိုးအတ္တနည်းနည်းဆန်တဲ့အထက်မှာလည်းပိုင်ပါမှာအဲ့လိုမျိုးအချစ်ကြီးတယ်အဲ့လိုမျိုးကွာသိရမလားပိုင်ကိုလည်းပဲကိုယ့်ရဲ့ချစ်သူကဘယ်သူ့ကိုနည်းနည်းဟိုဟာဆိုလို့ရှိရင်ကွာတခုခုဆိုလို့ရှိရင်ဥပမာဒရာမာဆန်ဆန်ပြောမယ်ဆိုလို့ရှိရင်နေရသွားမယ်ဆိုလို့ရှိရင်တော့မှပဲဥပမာသူ့ကိုအကြောင်းကြားရင်မှတွားကွာအဲ့လိုမျိုးသူ့ကိုအရာသူ့ကိုပြောကွာအဲ့လိုမျိုးပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးတွေကိုချစ်တဲ့သဘောကျတယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်ကျန်တာလေးတွေတော့ကောင်းတယ်ပေါ့နော်โอเคပါရှင်ဒါလေးကတော့ပိုင်ဝမ်းပါဘိုင်ဘိုင်